အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Lisbon မှာတညစာအုပ်ဖတ်ခြင်းအစီအစဉ်လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီ episode မှာကျွန်တော်နောက်တစ်ပိုက်ကိုဆက်ပြီးတော့မှဖတ်ပြပါမယ်ကျွန်တော်ဖျားချင်ကိုကြောင်းဘက်ထွက်လာခဲ့တယ်လူအပြည့်ဆုံးလမ်းတွေကိုရွေးပြီးခြောက်တယ်တိတ်တော့မဝေးဘူးခရန်ထရက်စီကမ်းဘက်ရောက်တော့စစ်သားတွေတက်ခွဲစာလောက်တော့ရှိလိမ့်မယ်ကျွန်တော်ဘေးကဖြတ်ပြီးရှိတက်သွားတယ်ကျွန်တော်မကြားဘူးတဲ့တခြင်းတစ်ပုဒ်ဆိုသွားကြတယ်ဒွန်ပလက်စ်ဘက်ကျတော့စစ်သားတွေပို့ပြီးများလာတယ်အဲ့ဒီဟိုဘက်နည်းနည်းလေးဝေးလာလို့လမ်းစုံကျော်ပြီးတော့လူ200 300လောက်ရှိတဲ့လူအုပ်တအုပ်တွေ့တယ်အများစုကပါတီယူနီဖောင်းတွေဝတ်ထားကြတယ်စကားပြောတဲ့ကြားနေရလို့ဟောပြောတဲ့လူကိုကျွန်တော်မျက်စိနဲ့ရှာမိတယ်တရားမှမရှိဘူးနောက်ဆုံးကျတော့ကျွန်တော်မျက်လုံးတွေဟာပလက်ဖောင်းတစ်ခုပေါ်မှာတိုင်ထူပြီးတက်ထားတဲ့အတန်ချက်ဆက်တစ်လုံးကိုသွားမြင်တယ်အတန်ချက်ဆက်အပေါ်ဘက်မှာမီးလုံးတစ်လုံးထွန်းထားတယ်လူမဟုတ်ပါဘူးဆက်တစ်လုံးပါအဲ့ဒီဆက်ထဲကဒေါနဲ့မောနဲ့အော်နေတယ်ဂျာမနီနယ်မြေကိုတလက်မမကြံပြန်လည်ရချရေးတဲ့မဟာဂျာမနီနိုင်ငံကြီးထူထောင်ရေးတဲ့လက်စားချေရေးတဲ့ကမ္ဘာငြိမ်းချမ်းရေးကိုချင်းချောင်းနေတဲ့အတန်တွေပဲကမ္ဘာငြိမ်းချမ်းရေးကိုအကာအကွယ်ပေးနိုင်ဖို့ကတော့နီလန်တလန်ပဲရှိတော့တယ်အဲ့ဒါပါလေဂျာမနီနိုင်ငံရဲ့အလိုဆန္ဒဟူသမျှကိုတကဘာလုံးကလိုက်ရောဖို့ပဲအဲ့ဒါဆိုရင်မှန်တယ်တရားမျှတမှုရှိတယ်လို့ယူဆတယ်ဒီကဝေယံတိုက်ခတ်နေတယ်ဘဲညာရင်းတွေလှုပ်ရှားနေကြတဲ့တစ်ကိုင်းတွေရဲ့အိတ်ဟာအတန်ချက်ဆက်စီမော့ကြည့်နေကြတဲ့မျက်နှာတွေပေါ်မှာလှုပ်ရှားနေကြတယ်လူတွေရဲ့နောက်မှာတော့အသက်ဝိညာဉ်ခင်းမဲ့နေတဲ့ဖျားချင်ကိုကြောင်းနေရင်အထဲမှာရှိနေတဲ့လဝါကတ်တိုင်ထက်ကခရစ်တော်ဟာလူဆိုး2ယောက်ကြားမှာရောက်နေတယ်နားထောင်နေကြတဲ့လူတွေရဲ့မျက်နှာကတော့တင်းငိမ်တက်ကြွနေကြတယ်ဒီလူစုတွေဟာအတန်ချက်ဆက်စီကသူတို့ကိုအော်ပြောနေသမျှအပေါ်မှာယုံကြည်နေကြတယ်သူတို့အားလုံးအညှို့ခံထားရတယ်လို့ပဲတခါတလေလက်ဖုတ်တွေတီးပြီးအော်ပါပေးကြတယ်နာမ်မရှိတဲ့ရုပ်ဝတ္ထုရဲ့အတန်ကိုလူတစ်ယောက်ရဲ့အတန်လိုသဘောထားနေကြပုံပဲဒီမြင်ကွင်းဟာကျွန်တော်အဖို့တော့အလွန်အတိတ်နမိတ်မကောင်းတဲ့မြင်ကွင်းအလွန်ကြောက်စရာကောင်းတဲ့မြင်ကွင်းဖြစ်နေတယ်ကျွန်တော်တို့ခေရဲ့သွေးယူသွေးတန်းဖြစ်နေတဲ့လူအုပ်ရဲ့စိတ်ဆိုးစိတ်ရိုင်းတွေကိုမြင်တွေ့နေရတဲ့မြင်ကွင်းဖြစ်နေတယ်ကြွေးကြော်တန်းတွေဟာလက်ရကလာတာလားလက်ဝဲကလာတာလားသူတို့ခွဲခြားပြီးမသိကြဘူးဘယ်ကပဲလာလားသူတို့အဖို့တော့ဘာမှမထူဘူးဒီကြွေးကြော်တန်းတွေကြောင့်သူတို့မှအလုံးလို့ရတာတတ်တာမယ်ဘာကိုမှတောင်းယူစရာမလိုဘူးဆိုရင်သူတို့အဖို့ပြီးတာပဲဖျားရှိခိုးကျောင်းထဲမှာလူတွေအများကြီးတွေ့ရလိမ့်မယ်လို့ကျွန်တော်မမျှော်လင့်ခဲ့ဘူးနောက်တော့လဲမေလာလဲဆိုရင်ညတိုင်းဝတ်ပြုပွဲတွေရှိတဲ့တာကိုသွားကြည့်ရတယ်ပရိုတက်စတန့်ဖျားရှင်ကိုကျောင်းတွေကပိုပြီးကောင်းမလားဆိုတဲ့အတွေ့အကြုံကကျွန်တော်ခေါင်းထဲဝင်လာတယ်ဒါပေမဲ့သူတို့ရဲ့ဖျားရှင်ကိုကျောင်းတွေညဘက်ဖွင့်မဖွင့်ဆိုတာကြတော့မသိကြဘူးကျွန်တော်ဖျားရှင်ကိုကျောင်းထဲဝင်တယ်ဝင်မောင်နာကလူလွတ်နေတဲ့ခုံနှမ်းမှာဝင်ထိုင်တယ်ဘုရားသခင်ရဲ့စင်ပေါ်မှာကတော့ဖျောင်းနိုင်တွေဟာထင်ထင်ကြီးပဲကျန်တဲ့အပိုင်းတွေမှာကတော့မီးရောင်ကမုံဝါဝါကျွန်တော်မြင်ရင်မှတ်မိဖို့မလွယ်ဘူးအမွှေးတိုင်မီးခိုးတွေကတလိမ့်လိမ့်တက်နေတယ်ဘုန်းကြီးဟာဝိုးယုံနေဝတ်ထားတဲ့ကိုရင်တွေခြံရံပြီးမီးခိုးငွေတွေကြားမှာခြောက်သွားနေတယ်ဓမ္မတေးတန်နဲ့စံရရတန်တွေကြားရတယ်လူတွေရဲ့မျက်နှာဟာကျွန်တော်စောစောကအပြင်မှာမြင်ခဲ့ရတဲ့လူတွေရဲ့မျက်နှာလိုပဲတင်းငိမ်နေကြတယ်ဒါပေမဲ့ဖျားချင်ကိုကျောင်းထဲမှာကတော့ပတ်ဝန်းကျင်ဟာအေးဆေးတယ်နူးညံ့တယ်တိမ်မွေးတယ်ဒီဘာသာအယူဝါဒဟာဖျားသခင်ကိုရှစ်ဖို့ကျွန်တော်တို့ကိုသင်ကြားပေးခဲ့တယ်လူသားများမေတ္တာထားဖို့လည်းညွှန်ကြားခဲ့တယ်ဒါပေမဲ့အမြဲတစေနူးညံ့နေပါတယ်လို့တော့ပြောလို့မရဘူးဒီဘာသာအယူဝါဒကိုအကြောင်းပြုပြီးအမောင်တူဖုံးနေတဲ့ရာစုနှစ်များစွာသွေးမြေလွှမ်းခဲ့ရဘူးတယ်ဒီဘာသာယူဝါဒရဲ့အနှစ်သာရတွေဟာတခဏလောက်မှေးမိန်သွားပြီးဓားတွေမီးတွေလက်ထိတ်တွေနဲ့ထိတ်တုံးတွေကြီးဆိုးတဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေမင်းမှုခဲ့တယ်ဟယ်လင်ရဲ့မောင်နဲ့အကျဉ်းစခန်းမှာနေကြတော့ကကျွန်တော်ကိုပြောဘူးတယ်ကျွန်တော်တို့အနေနဲ့ခမားရဲ့ဘာသာယူဝါဒကလက်ခံကျင့်သုံးခဲ့တဲ့နီလန်းတွေကိုယူထားကြတာပဲဘုရားသခင်ရဲ့အမိကိုခြေတန်းတင်ပြီးကျင့်သုံးခဲ့ကြတဲ့နှိမ့်ဆက်ညှဉ်းပန်းမှုတွေကကျွန်တော်တို့ကိုယုံကြည်မှုအပေါ်
ဆန့်ကျင်နေတဲ့ရန်သူနဲ့ဘလို့ဆက်ဆံရမယ်ဆိုတာသင်ပေးထားတယ်။အမှန်ပြောရရင်ကျွန်တော်တို့ဟာတိတ်ပြီးရက်ဆက်ကြမ်းကြုတ်တဲ့လူတွေမဟုတ်ပါဘူး။လူတွေကိုအချင်းလက်လက်မိရှို့တတ်တယ်ဆိုတာအထူးတလဲဆက်ဆံလောက်ကန်ရမယ်လူတွေနဲ့ကြမှာသာလောက်တာပါတဲ့။ဒီစကားတွေကိုကျွန်တော်ကိုပြောနေတော့ကကျွန်တော်ဟာလဝါကတိုင်ကြီးတစ်တိုင်းမှာကျိုးနဲ့အတုတ်ခံထားရတဲ့အချိန်ပေါ့။အဲ့ဒီနီးကလည်းအကျဉ်းသားတွေစီကသူတို့လိုချင်တဲ့သတင်းတွေရဖို့ညှဉ်းပန်းနှိပ်စက်တဲ့နီးတွေထဲမှာသူတို့ရဲ့အသိမွေဆုံးနဲ့အနုညံ့ဆုံးနီးတနီးလို့ဆိုကြတာပဲစင်မြင့်မော်ကဘုန်းတော်ကြီးဟာတရားနာပရိသတ်ကိုမင်္ဂလာစကားပြောပြီးဆုတောင်းမေတ္တာပို့သပေးနေတယ်ကျွန်တော်ကတော့ထိုင်ကုန်မှာမလုံမချက်ထိုင်ပြီးနားဆွင့်နေမိတယ်အဲ့ဒီနောက်တော့နောက်ဆုံးအပိုင်ဓမ္မတိသရှင်ကိုဆိုနေကြတယ်အင်းညအဖို့တင်းသည်ကျွန်ုပ်ဤကာကွယ်ဆောင်ရှောက်မှုအောက်သို့ခိုးလုံပါတော့တဲ့ကျွန်တော်ကလေးဘွားကဆိုခဲ့ဘူးတဲ့သရှင်ပေါ့ဟိုးတုန်းကတော့ညမောင်ဟာကျွန်တော်စိတ်ကိုရှောက်ရှားစေခဲ့တယ်အခုကြတော့လေအလင်းရောင်နဲ့ရောက်ရမှာနေရမှာကိုကျွန်တော်ကြောက်နေတယ်လူတွေဟာဖျားရှင်ကိုကြောက်တဲ့ကထွက်သွားနေကြပြီကျွန်တော်မှာကတော့နောက်ထပ်15မိနစ်လောက်အချိန်ဖြုံးဖို့လိုနေတယ်ကျွန်တော်ဟာထိုင်ရာကထပြီးတောင်းတောင်းကတိုင်ကြီးတံရဲ့ဘေးမှာကပ်ပြီးရက်နေလိုက်တယ်အဲ့ဒီတုန်းမှာပဲကျွန်တော်ဟဲလင်ကိုရိတ်ခနဲ့မြင်လိုက်ရတယ်ပထမတော့ဟဲလင်မှမသိဘူးဘာကြောင့်လဲဆိုတော့သူဒီကိုရောက်လာလိမ့်မယ်လို့မျှော်လင့်မထားပဲကိုဟဲလင်ကတော့ကျွန်တော်ကိုမမြင်ဘူးလူတွေကြားကတိုးဝှေ့ပြီးခြောက်လာနေတယ်သူဟာကျွန်တော်ကွယ်ပြီးရက်နေတဲ့တိုင်ကိုကြော်ဖြတ်ပြီးလူခက်ကြဲကြဲဖြစ်နေတဲ့နေရာအထိရောက်သွားတာမြင်နေရတယ်သူ့ရဲ့လမ်းကြောင်းဟန်ကိုကြည့်ပြီးကျွန်တော်ကဟဲလင်မှန်းသိလိုက်တယ်သူကထိုင်ကုန်တွေကြားလူသွားလန်းအလယ်လောက်ကိုရောက်တော့ရက်လိုက်တယ်လဝါကတိုင်စင်မြင့်ရှိကထွန်းလာတဲ့ဖျောင်းနိုင်အလင်းရောင်ကိုကြောပေးပြီးဟိုကြည့်တီကြီးလုံနေတယ်သူဟာအရင်ကလိုမဟုတ်ဘူးကိုလုံးကိုယ်တည်းဟာပြည့်ပြည့်ဖြူဖြူမရှိဘူးပိန်ပိန်ပပနဲ့တီးတီးတွေ့တွေ့ဖြစ်နေတယ်ကျွန်တော်သူနဲ့မျက်လုံးချင်းစုံမိဖို့ကြိုးစားတယ်လက်ပြချေပြတော့မလုပ်ရဲဘူးအခုချိန်ထိလူတွေကမကုန်သေးဘူးကျွန်တော်လက်ပြလိုက်ရင်ဘေးကလူတွေကစိတ်ဝင်စားသွားတော့မယ်ဒါဆိုရင်ကျွန်တော်တို့အတွက်လုံခြုံမှုရှိတော့မှာမဟုတ်ဘူးသူမသေးသေးဘူးအသက်ရှင်လျက်တွေ့ရလို့တော်ပါသေးရဲ့အဲ့ဒါကျွန်တော်ရင်ထဲပထမဆုံးဝင်လာတဲ့အတွေ့ကြည့်ရတာကျမ်းမာရေးလည်းကောင်းနေသေးတယ်ပုံပဲကျွန်တော်တို့လိုအခြေအနေမျိုးနဲ့လူစားတွေအဖို့တော့ဒါဟာပထမဆုံးတွေ့ရတဲ့အချက်တစ်ချက်ဖြစ်နေတယ်ဟဲလင်ဟာဝိုးရွစင်ဘက်ကိုတုတ်ပြီးတုတ်ပြနဲ့ခြောက်သွားတယ်ကျွန်တော်ကခုံချီတွေရားကဖြတ်ပြီးသူ့နောက်ကိုလိုက်တယ်ဝိုးရွစင်ရဲ့တန်းချီရောက်တော့ဟဲလင်ဟာရက်လိုက်ပြီးဟိုကြည့်တီကြီးလုံနေပြန်တယ်ပြီးတော့လာလန့်အတိုင်းပြန်ခြောက်လာတယ်ကျွန်တော်ကတော့အသာကလေးရက်ပြီးကြည့်နေတယ်အတိပေးလို့ကလည်းမဖြစ်ဘူးမဟုတ်လားဟဲလင်ကတော့ကျွန်တော်ကိုမမြင်ဘူးခုံနှန်းတွေကြားမှာရက်နေကြတဲ့လူစုလူဝေးကိုသာကြည့်သွားနေတယ်အဲ့ဒီလူတွေကြားမှာကျွန်တော်ကိုတေချာပေါက်တွေ့လိမ့်မယ်လို့ထင်ထားဟန်တူပါရဲ့သူကျွန်တော်နားကဖြတ်သွားတာလူချင်းထိလို့မတက်ပဲဒါပေမဲ့သူကလှည့်မှမကြည့်ပဲကျွန်တော်ကိုပဲမြင်မလဲကျွန်တော်သူ့နောက်ကကတ်လိုက်သွားတယ်တနေရာရောက်တော့သူကဖြတ်ခနဲ့ရက်လိုက်တယ်ကျွန်တော်ကသူ့နောက်နားမှာကတ်ပြီးရက်လိုက်တယ်ဟဲလင်လို့ကျွန်တော်ကနှစ်ကိုကြားလေတံနဲ့ခေါ်လိုက်တယ်နောက်ကိုလှည့်မကြည့်နဲ့ရှေ့ဆက်သွားအပြင်ကိုထွက်မောင်နောက်ကလိုက်ခဲ့မယ်ဒီထဲမှာတော့စကားပြောလို့မဖြစ်ဘူးလို့ပြောလိုက်တယ်ဟဲလင်ဟာတကူလုံးစက်ခနဲ့ဖြစ်သွားပြီးတုံရင်လှုပ်ရှားနေတယ်ဒါပေမဲ့သတိတော်ရှိတယ်သူဟာဘာမှမပြောဘဲဆက်လျှောက်သွားတယ်သူဘာကြောင့်ဒီနေရာကိုလာရတာလဲဒီနေရာမှာဆိုရင်လူတွေအများကြီးနဲ့ဆိုမိတာကျွန်တော်တို့ကိုတီးတဲ့လူတဦးစနှစ်ဦးစမှတ်မိသွားမယ်ဆိုရင်အန်ဒီရဲ့မများပြီဘူးလားဒါပေမဲ့တည်တည်ချာချာပြန်စဉ်းစားလိုက်တော့ကျွန်တော်ကိုယ်တိုင်တော့ဒီနေ့ဒီချိန်ဒီနေရာမှာလူတွေအများကြီးလာလိမ့်မယ်လို့မထင်ခဲ့ဘူးမဟုတ်လားဟဲလင်ဟာကျွန်တော်ခြေကလျှောက်သွားနေတယ်ကျွန်တော်ကတော့ဖျားရှင်ကိုကြောင်းတွေကအမြန်ဆုံးထွက်နိုင်အောင်ကြိုးစားတယ်ဟဲလင်ဟာအနက်ရောင်ဝတ်စုံဝတ်ထားတယ်စောင်းထားတဲ့အုတ်ထုပ်ကခတ်သေးတယ်သူဟာခေါင်းကိုခတ်မုံမုံခတ်ဆောင်ဆောင်လှုပ်ထားတယ်သူကြည့်ရတာနောက်ကလိုက်လာနေတဲ့ကျွန်တော်ခြေတံကိုနားဆွင့်နေဟန်ရှိတယ်ကျွန်တော်ကသူနဲ့နည်းနည်းခွာပြီးခြောက်တယ်ကျွန်တော်မြင်ကွင်းတွေက
သူမပြောက်သွားရုံလောက်ခွာပြီးလိုက်တာပါဟယ်လင်ဟာရေစင်ထဲတဲ့ကြောက်ရည်ပန်းချီကဖြတ်ချောက်သွားတယ်ပြီးတော့အဝင်တကားကြီးကိုကြော်ဖြတ်ပြီးတစ်ဖက်ကိုရှိုးသွားတယ်ဖះချီကိုကြောင်းရဲ့ဘေးတစ်ချောက်မှာကြောက်ပြားတွေခင်းထားတဲ့ပလက်ဖောင်းရှိတယ်အဲ့ဒီပလက်ဖောင်းတစ်ဖက်တစ်ချက်မှာတန်ကြိုးတန်းတွေရှိတယ်သူဟာတန်ကြိုးတန်းကိုခုံကျော်ပြီးအမောင်ရိပ်ထဲဝင်သွားတာတွေ့လိုက်ရတယ်အမောင်ရိပ်ထဲနဲ့ရောက်ရောဖြတ်ခနဲ့ရက်လိုက်ပြီးနောက်ကိုလှည့်ကြည့်လိုက်တယ်ကျွန်တော်ဟယ်လင်စီကိုခြောက်သွားတယ်သူ့မျက်နှာသူ့မျက်လုံးနဲ့သူ့ပါးစပ်အဲ့ဓာတွေကလွဲပြီးဘာမှသတိမရတော့ဘူးဖြစ်ခဲ့ကြုံခဲ့သမျှအရာရာတိုင်းဟာကျွန်တော်နောက်အဝေးကြီးကိုရောက်သွားပြီကျွန်တော်တို့နှစ်ယောက်အတူတူမနေခဲ့ရတဲ့နှစ်တွေဟာမနှဲတော့ဘူးဒါပေမဲ့အဲ့ဒီနှစ်တွေဟာပျောက်ပြတ်မသွားသေးဘူးအခုချိန်ကြီးတည်ရှိနေတော့မယ်မောင်အခုဘယ်ကလာတာလဲလို့ဟယ်လင်ကမေးတယ်သူ့လေတန်းကကျွန်တော်ရောက်လာတာကိုမကြိုက်တယ်လို့ပဲပြင်သစ်ကလာတာသူတို့ကမောင်ကိုဝင်ပေးသလားမပေးဘူးမောင်နေဆက်ကတရားမဝင်ကြော်ဖြတ်လာခဲ့တာပဲဒီမိကုန်းကမာတင်မေးခဲ့တဲ့မိကုန်းနဲ့အတူတူပဲဘာမျိုးကိုဒီလိုလုပ်ရတာလဲလို့သူကထပ်မိတယ်မင်းနဲ့တွေ့ချင်လို့မောင်ပြန်မလာတဲ့မူမောင်သိပါတယ်ကိုပြန်မသွားတဲ့မူဆိုတဲ့စကားကိုမောင်နေတိုင်းသတိပေးနေခဲ့တာပါဒါဆိုရင်လည်းဘာဖြစ်လို့အခုလိုပြန်လာရတာလဲဒီလိုမှန်းကြိုပြီးတိထားရင်ကတော့မောင်ပြန်မလာပါဘူးကျွန်တော်သူ့ကိုနမ်းနေတယ်ဒါပေမဲ့မနမ်းဝဘူးသူဟာကျွန်တော်ရှိမှတောင်းတမတ်ရက်နေတယ်တကယ်လို့ကျွန်တော်ကနမ်းဖို့အားထုတ်ရင်လည်းလက်ခံမဲ့ပုံမျိုးမဟုတ်ဘူးလောလောဆယ်သူဘာတွေတွေးနေဆိုတာကျွန်တော်မသိဘူးသူကောင်းထဲမှာဘလို့စိတ်ကူးတွေရှိနေတယ်ဆိုတာလည်းကျွန်တော်မခံမနိုင်ဘူးတခုပဲရှိတယ်သူအသက်ရှင်နေတော့မယ်အဲ့ဒါကိုတော့ကျွန်တော်မြင်ရတယ်ချင်းမသိသေးဘူးလားလို့သူကမေးတယ်မနှက်ပြန်ဆိုရင်သိမှာပါဒါမှမဟုတ်လေနောက်တစ်ပတ်ပေါ့ကျွန်တော်သူ့ကိုကြည့်နေတယ်သိစရာဘာရှိနေလို့လဲအသိဆိုတာကလှိုင်းလုံးကြီးတစ်လုံးရဲ့ထိပ်မှာခုံပြန်မြူးထူးနေတဲ့ရင်ပြုတ်နဲ့တူတယ်လေတစ်ချက်ဝှေ့လိုက်တိုင်းလေထဲမှာပါသွားလေးရှိတယ်ဒါပေမဲ့လှိုင်းလုံးကတော့အောက်ခြေမှာကြံနေခဲ့တာပဲမောင်းပြန်လာပြီနော်လို့သူကပြောတယ်ဒီခါတော့သူ့မျက်နှာထားဟာတင်းမာမှုတွေပြေပြီးပျော့ပြောင်းတိမ်မွေးလာတယ်ကျွန်တော်စီကိုရှောက်လာတယ်ကျွန်တော်ကသူ့လက်တွေကိုစီးဆွဲထားတယ်လေတဝူးတိုက်နေတဲ့ခွက်လက်ထဲမှာကျွန်တော်တို့နှစ်ယောက်တည်းပဲရှိနေသလိုဖြစ်သွားတယ်ကျွန်တော်တို့ရောက်နေတဲ့နေရာကမှောင်နေပေမဲ့ကျွန်တော်တို့ရဲ့ဘယ်ဘက်ခြေလမ်းတရာအကွာလောက်မှာတော့မိတွေထိန်လင်းနေတဲ့ state စရုံရှိတယ်လူတအုပ်ကျွန်တော်တို့နားကဖြတ်သွားတယ်တယောက်ကကျွန်တော်တို့ကိုကြည့်ပြီးရဲတယ်တချို့ကတော့စောင်းငယ်ပြီးစစ်စစ်ဆက်ဆက်ကြည့်သွားကြတယ်လာတို့ဒီမှာဆက်နေလို့မဖြစ်တော့ဘူးလို့ဟယ်လင်ကနှစ်ကိုကြားလေတံနဲ့တူတူကလေးပြောတယ်မောင်တို့ဘယ်သွားကြမလဲမောင်အခန်းကိုပေါ့ကျွန်တော်နားကြားလွဲနေပြီလို့ထင်လိုက်မိတယ်ဘယ်ကိုလို့ရည်ရွယ်မိလိုက်တယ်မောင်အခန်းကိုပေါ့တခြားဘယ်နေရာရှိသေးလို့လဲလေကားအတက်မှာတယောက်ယောက်နဲ့စုံမိလို့မှတ်မိသွားရင်ဘယ်နဲ့လုံးမလဲအဲ့ဒီတိုက်မှာနေတဲ့လူတွေကအရင်လူတွေပဲလားသူတို့မောင်ကိုတွေးကြမှာမဟုတ်ပါဘူးအိမ်စီရောဒီတညအိမ်ပြန်ခွင့်ပေးလိုက်တယ်မနေ့ပြန်မနေ့ကြတော့ရောဟယ်လင်ကစိတ်မရှိတော့တဲ့မျက်နှာထားနဲ့ကျွန်တော်ကိုကြည့်တယ်မောင်အခုပြန်လာတာဟာဒီမိခိုးတွေကိုမေးဖို့လားလို့မေးတယ်မောင်အခုပြန်လာတာဟာအဖမ်းခံရပြီးအချင်းစခန်းကိုအပုတ်ခံရဖို့လာတာမဟုတ်ဘူးခင်လေနောက်ဆုံးကြတော့ဟယ်လင်ကပြုံးတယ်ဂျိုးဆက်ရဲ့မောင်ဟာလုံးဝကိုမပြောင်းဘူးမောင်ဒီကိုဘလို့နီးနဲ့ရောက်လာခဲ့တာလဲအဲ့ဒါကိုထဲ့မစင်းစားတော့ဘူးလားလို့ပြောတယ်ကျွန်တော်ကပါရောပြီးပြုံးလိုက်မိတယ်မောင်လဲကို့ဘာသာကိုတော့မသိတော့သလိုဖြစ်နေပြီလို့ပြောလိုက်မိတယ်ကျွန်တော်အခုလိုဇဝေဇဝါဖြစ်တိုင်းဒီလေတံမျိုးနဲ့ဒီစကားမျိုးပြောခဲ့ဘူးတာကိုသတိရလိုက်မိတော့လဲစိတ်ကအေးသွားသလိုပဲအနေတွေကိုသတိမရတော့ဘူးဟယ်လင်ကခေါင်းရမ်းနေတယ်သူ့မျက်လုံးအစုံမှာမျက်ရည်တွေပြည့်ချန်နေတာမြင်ရတယ်ကဲပြန်ကြစို့ဟယ်လင်တို့အခုဖြစ်နေတာကဘေးကလူတွေစိတ်ဝင်စားလာအောင်လုပ်တယ်လို့ဖြစ်နေတယ်အဲ့ဒါမှအဖမ်းခံရမှာကျွန်တော်တို့ဟာကွက်လက်ကိုဖြတ်လာခဲ့ကြတယ်မောင်အခုတခါတည်းလိုက်လာလို့မဖြစ်သေးဘူးလို့ကျွန်တော်ကပြောတယ်မင်းကပြန်သွားနဲ့ဟိုရောက်တော့အိမ်စီကိုပြန်လွတ်လိုက်ပေါ့မောင်က Monster Hotel မှာအခန်းငှားထားတယ်
အဲ့ဒီမှာကတော့မောင်ကိုတီးတဲ့လူဘယ်သူမှမရှိဘူးမောင်အဲ့ဒီမှာပဲနေဖို့စိတ်ကူးထားတယ်ဘယ်လောက်ကြာကြာနေမှလဲမပြောတတ်သေးဘူးလို့ကျွန်တော်ကဖြေတယ်မောင်ရဲ့လက်ရှိအခြေအနေအရဘာဝမှကြိုးပြီးစဉ်းစားမထားနိုင်ဘူးအခုလောလောဆယ်မောင်တီးတာကမင်းနဲ့တွေ့ဖို့တွေ့ပြီးရဲ့နောက်တနေ့နေ့တစ်ချိန်ချိန်မှာဒီကပြန်ထွက်သွားဖို့အဲ့ဒီနှစ်ချက်ပဲနေဆက်ကိုပြန်ပြီးဖြတ်ကူမယ်ဆိုပါတော့ဒါပေါ့ဒီနည်းပဲရှိတာပဲဟဲလင်ဟာခေါင်းငုံပြီးထွက်သွားတယ်အခုချိန်ဟာကျွန်တော်ပျော်တဲ့အချိန်ပဲဒါပေမဲ့ဘာကြောင့်မှမသိဘူးစိတ်ထဲမှာခံစားနေရတာကမပျော်သလိုပဲအင်းပေါ့လေဒါမျိုးဆိုတာနောက်ပိုင်းအချိန်အတော်ကြီးကြာမှခံစားလာရတာမျိုးမဟုတ်လားအခုတော့ကျွန်တော်စိတ်ထဲမှာပျော်နေတာကိုကျွန်တော်သိလာတယ်ဒီ episode ကိုကျွန်တော်ဒီမှာရပ်လိုက်ပါမယ်နောက်တစ်ပိုက်ကိုကျွန်တော်နောက် episode မှာဆက်ပြီးတော့မှဖတ်ပြပါမယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်